ဒီနေ့မြန်မာလူမျိုး135မျိုးနာမည်ကိုသိချင်တာနဲ့ဂျမနိုင်း AI ကိုတော့မိလိုက်တာသူက135မျိုးနာမည်တွေကိုဒီလိုပြောပြထားတယ်ဗျမြန်မာနိုင်ငံမှာတရားဝင်အသိအမှတ်ပြုထားတဲ့တိုင်းရင်းသားလူမျိုးစု135မျိုးရှိပါတယ်တဲ့ရင်းတို့အဓိကတိုင်းရင်းသားလူမျိုးကြီး10မျိုးအောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားပါတယ်တဲ့ကချင်လူမျိုးစု12မျိုးကချင်တရုတ်ဒလောင်ချင်းဖော့ဂေါ်ရစ်ခခုဒူးလင်းမရူယဝံလာရှိအစည်းလီစုနောက်ထပ်တရားလူမျိုးစုကတော့9မျိုးတဲ့ကယားစရိန်ကယန်းဂေခိုဂေဘာပရဲမနုမနောရင်းတလဲရင်းဘော်ကရင်လူမျိုးစုကတော့17မျိုးရှိတယ်တဲ့ကရင်ပြူပလေကီမွန်ကရင်စကော့ကရင်တာလေဘွာပကူဘွဲ့မောနေဘွာမိုးဘွာပိုးကရင်နောက်တစ်ခုကတော့ချင်းလူမျိုးစု53မျိုးပေါ့ဗျာအဲ့ဒါကတော့ချင်းမဲတဲ့ကတဲ့လို့လည်းခေါ်ပါတယ်တဲ့စလိုင်းကလင်ကောခမီအဝခမီခေါ်နိုးခေါင်ဆူခေါင်ဆိုင်ချင်းခွာဆင်းခွန်လီကန်တဲ့ခွေးတဲ့ဝမ်စီဇန်စင်တန်ဆိုင်တန်ဇာတောင်ဇိုတုံးဇိုဖေဇိုဇဟောင်းဇလင်းတပေါင်းတီးတိန်တေဇံတိုင်ချွန်းတဒိုတော့ဒင်းဓာအံနာဂပုတုတ်ပရုတ်ဗျာပခုမကန်မတူမီရန်မီဇိုမင်းတက်မာရန်မာရင်မျိုးလိုင်းဇိုဝါကင်ဝါငိုအနူးအနန်းဥပူလင်းတဲ့အရှူရောင်တူးတကူဒါတော့ချင်းလူမျိုးတွေပေါ့ဗျာနောက်တစ်ခုကတော့ဗမာလူမျိုးစုကတော့9မျိုးရှိတယ်တဲ့ဗမာတဝဲဘိတ်ရောရပြဲကဒူးကနန်းစလုံးမွန်လူမျိုးစုကတော့1မျိုးပဲရှိပါတယ်တဲ့မွန်နောက်တစ်ခုကတော့ရခိုင်လူမျိုးစု9မျိုးကတော့ရခိုင်ကမန်ခမွေးဒိုင်းနက်မရမာကြီးမျိုးတက်နောက်တစ်ခုကတော့ရှမ်းလူမျိုးကတော့33မျိုးပါတဲ့ရှမ်းရွန်းကွီချင်းရအိုဒနောပလေးအင်းဆုံးခမှုကောကိုကန့်ခန်းနီရှမ်းဂုံတောင်ရိုးဓနုပလောင်ညောင်စည်းရင်ကြားရင်နက်ရှမ်းကလေးရှမ်းကြီးလားဟူအင်းဒါအိုက်ဆွဲပအုပ်တိုင်းလွယ်တိုင်းလျံတိုင်းလုံတိုင်းလိမိုင်းတာမောရှမ်းဝါဆိုပြီးတော့တိုင်းရင်းသား135မျိုးရှိပါတယ်ဆိုပြီးတော့ဂျမနိုင်းကဖြည့်ပြထားတယ်ပေါ့ဗျာအလုံးလဲတိုင်းရင်းသား135မျိုးအကြောင်းသိပြီထင်ပါတယ်ဗျ